ဟုတ်ကဲ့အားလုံးမင်္ဂလာပါလို့ပြောချင်ပါတယ်နော်ဒီနေ့မှာခြေခံတိုင်းစကားလေးတွေလာပြီးတော့ပေါ့နော်မျှဝေပေးတာဖြစ်ပါတယ်โอเคအဲ့ဒါဘာတွေပါမလဲဆိုတော့ကျွန်တော်တို့စမယ်နော်အပုံလေးမှာတစ်ခါတည်းရေးပေးထားတယ်နော်အဲ့ဒါလွယ်လေးတွေအခြေခံလွယ်လေးတွေကျွန်တော်လာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်နော်ကိုသိချင်တဲ့စကားလေးတွေရှိလို့ရှိရင် comment မှာရေးသွားလို့နိုင်ပါတယ်โอเคပုံမှာပြထားတာပါလဲမယူဘူးနော်မယူဘူးဆိုတာဘယ်လိုပြောလဲမိန်အောင်ဆိုတာမယူဘူးဒါလွယ်လေးတွေကိုနော်လာပြီးတော့ share ပေးတာဖြစ်ပါတယ်โอเคစမယ်မိန်အောင်ဆိုတာမယူဘူးကျွန်တော်မယူဘူးဆိုရင်ကောသူ့မှာကျွန်တော်ဆိုတာလေးကိုဖြည့်ပြီးတော့ပြောလိုက်ရုံပဲเนาะကျွန်တော်ဆိုတာဘယ်လိုပြောလဲผมไม่เอาကျွန်တော်မယူဘူးเนาะအဲ့ဒါကြတော့ผมဆိုတာကျွန်တော်ผมไม่เอาဆိုလို့ရှိရင်ကျွန်တော်မယူတကယ်လို့ तू မယူဘူးဆိုလို့ရှိရင်เขาဆိုတာ तू เขาไม่เอา तू မယူဘူးเนาะผมไม่เอาကျွန်တော်မယူဘူးเขาไม่เอา तू မယူဘူးတကယ်လို့ไม่เอาဆိုတာလောက်ပဲဆိုလို့ရှိရင်ဘာဖြစ်လဲไม่เอาဆိုတာလောက်ပဲဆိုလို့ရှိရင်မယူဘူးဆိုတာဖြစ်ပါတယ်เนาะไม่เอาဆိုတာမယူဘူးเนาะโอเคဘူဘူမေးအောင်ဆိုလို့ရှိရင်ဘူဘူမယူဘူးเนาะဘူဘူဆိုတာလူပေါ့เนาะဘူဘူဆိုတဲ့လူကမယူဘူးဆိုတာဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ဘူဘူမေးအောင်ဘူဘူမယူဘူးဆိုတော့ပြောလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျเนาะဒါလွယ်လေးပါโอเคမေးအောင်ဆိုတာမယူဘူးပြောတာဖြစ်ပါတယ်เนาะโอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုပါလဲမိုက်ပိုင်ဆိုတာဘာကိုပြောရလဲမိုက်ပိုင်ဆိုတာမသွားဘူးเนาะไม่ไปဆိုတာမသွားဘူးผมไม่ไปကျွန်တော်မသွားဘူးเขาไม่ไป तू မသွားဘူးဝါไม่ไปဝါမသွားဘူးเนาะဒါလွယ်လေးပြောပြလိုက်တာเนาะไม่ไปဆိုတာလည်းပဲဆိုလို့ရှိရင်မသွားဘူးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်เนาะโอเคတော့ဘာမလို့ထင်ပါเนาะနောက်တစ်ခုသွားမယ်ไม่ได้မရဘူးไม่ได้ဆိုတာမရဘူးเนาะไม่ได้မရဘူးผมไม่ได้ကျွန်တော်မရဘူးเขาไม่ได้သူမရဘူးทำแบบนี้ไม่ได้ဒီလိုလုပ်လို့မရဘူးทำแบบนี้ဆိုတာဒီလိုလုပ်သည်ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်เนาะทำแบบนี้ဆိုတာဒီလိုလုပ်သည်အဲ့ဒါကိုကျွန်တော်ทำแบบนี้ဆိုတာရဲ့အနောက်မှာไม่ได้ဆိုတာနဲ့တွဲလိုက်မယ်เนาะทำแบบนี้ဒီလိုလုပ်သည်ไม่ได้မရဘူးทำแบบนี้ไม่ได้ဆိုလို့ရှိရင်ဒီလိုလုပ်လို့မရဘူးทำแบบนี้ไม่ได้ဒီလိုလုပ်လို့မရဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်เนาะไม่ได้ဆိုတာမရဘူးโอเคမရဘူးပေါ့เนาะပြောချင်တာไม่ได้ဆိုတာမရဘူးနောက်တစ်ခုသွားမယ်မသိဘူးပြောချင်တာဘူးမသိဘူးဆိုပြီးတော့ဘူးခံမှာကွာไม่รู้ဆိုတာမသိဘူးเนาะผมကျွန်တော်ไม่รู้မသိဘူးผมไม่รู้ကျွန်တော်မသိဘူးเขาသူไม่รู้မသိဘူးเขาไม่รู้သူမသိဘူးฉันကျုပ်ကျမပေါ့နော်ไม่รู้မသိဘူးฉันไม่รู้ကျမမသိဘူးကျုပ်မသိဘူးဒီလောက်ပါပဲနော်လွယ်လေးရဲ့အဲ့ဒါလေးပြောတတ်လို့ရှိရင်အခြေခံလေးရသွားမှာနော်ဒါไม่รู้ဆိုတာပဲပြောကိုမသိလို့ရှိရင်ไม่รู้မသိဘူးနော်ไม่รู้ဆိုတာမသိဘူးโอเคနောက်တစ်ခုသွားမယ်ဒါကြတော့ပျော်ပျော်ပါပါสนุกสนานဆိုတာပျော်ပျော်ပါပါပေါ့နော်သူရဲ့အဓိပ္ပာယ်ကပျော်ပျော်ပါပါဆိုလို့ရှိရင်สนุกสนานပျော်ပျော်ပါပါဆိုတာဖြစ်ပါတယ်နော်สนุกဆိုတာပျော်ရွှင်တာကိုပြောတာဖြစ်ပါတယ်နော်สนุกဆိုတာပျော်ရွှင်တယ်สนุกมากဆိုတာအများကြီးสนุกมากအများကြီးပျော်ရွှင်တယ်အဲ့လိုပေါ့နော်ဒီပုံနှုတ်မှာကြာတော့สนุกสนานပျော်ပျော်ပါပါပေါ့နော်โอเคနောက်တစ်ခုသွားမယ်ဝမ်းတာတယ်ဆိုတာကြောက်ဘယ်လိုပြောလဲဒီမှာတစ်ခါလေးရေးပြလိုက်နော်ဒီကြိုင်ဝမ်းတာတယ်ကျွန်တော်ဒီကြိုင်ဆိုလို့ရှိရင်ဘယ်လိုပြောလဲကျွန်တော်ဒီကြိုင်ကျွန်တော်ဝမ်းတာတယ်ဗောနော်ကျွန်တော်ဆိုတာผมဒီကြိုင်ဝမ်းတာတယ်ผมဒီကြိုင်ကျွန်တော်ဝမ်းတာတယ်ကျွန်တော်ပျော်ရွှင်တယ်ဗောနော်ဒီကြိုင်ဆိုတာဝမ်းတာတယ်ဆိုပြီးတော့တုံးလို့ရသလိုပျော်ရွှင်တယ်ဆိုပြီးတော့လည်းတုံးလို့ရပါတယ်နော်ဒီကြိုင်ผมဒီကြိုင်ကျွန်တော်ဝမ်းတာတယ်ကျွန်တော်ပျော်ရွှင်တယ်เขาသူပေါ့နော်ဒီကြိုင်ပျော်ရွှင်တယ်ဝမ်းတာတယ်เขาဒီကြိုင်သူပျော်ရွှင်တယ်သူဝမ်းတာတယ်โอเคလားโอเคမလို့ထင်ပါတယ်နော်ဒါလွယ်လေးတွေ
Okay နောက်တစ်ခုသွားမယ်မိความสุขတအားယူပျော်ရွှင်တာဒါကြတော့တအားယူပျော်ရွှင်တာเนาะဒါကြတော့မိความสุขဆိုတာပီတိကြည်နူးတဲ့ပျော်ရွှင်မှုပြောတာပေါ့နော်မိความสุขဆိုတာပီတိကြည်နူးတာကိုပြောတာဖြစ်ပါတယ်เนาะပီတိဖြစ်တာတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးပြောတာမိความสุขเนาะပျော်ရွှင်တယ်ပီတိဖြစ်တယ်ပီတိဖြစ်ပြီးပျော်ရွှင်တာကိုပြောတာเนาะမိความสุขစိတ်ထဲမှာအရန်ကိုပျော်ရွှင်တာကိုမိความสุขเนาะโอเคနောက်တစ်ခုသွားမယ်တွားလဲတယ်ဒါကြောင့်တွားလဲတာကိုပြောတာဖြစ်ပါတယ်เนาะไปเที่ยวတွားလဲတယ်ผมไปเที่ยวကျွန်တော်တွားလဲတယ်เขาไปเที่ยวသူတွားလဲတယ်ไปเที่ยวဆိုတာလောက်ပဲဆိုလို့ရှိရင်အလဲသွားသည်တွားလဲသည်ပေါ့နော်အလဲသွားသည်တမဟုတ်တွားလဲသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်เนาะโอเคဒီလောက်ဆိုအဆင်ပြေမယ်လို့ထင်ပါတယ်เนาะနောက်နေ့ဒီမှာလဲခုလိုမျိုးဗီဒီယိုဖိုင်လေးတွေတဖြည်းဖြည်းနဲ့တင်ပြီးတော့မှဖြစ်ပါတယ်။ပြောစရာရှိသေးတယ်ကျွန်တော်ဘာကောင်းမျိုးလုပ်ပြောင်းမှုစီစဉ်ရှိပါတယ်လို့နော်။ Okay အားလုံးကျေးဇူးတင်ပါတယ်လို့နော်။ Bye bye ครับ Bye bye